အခုလိုအကြောင်းရင်းတွေကြောင့်သမီးလေးပြည်သူတို့ကိုနိုင်ငံခြားပို့ကပညာသင်ကြားစေခဲ့တဲ့အင်ဒရာကျော်စင်ပရိသတ်များလုံးပဲမင်္ဂလာပါရှင်။သမီးလေးပြည်သူတို့ကိုနိုင်ငံခြားပို့ကပညာသင်ကြားစေတာကတော့တရုတ်ဆောင်မင်းသမီးအကယ်ဒမီအင်ဒရာကျော်စင်ဖြစ်ပါတယ်။အခုဆိုအင်တာနက်ပေါ်မှာအင်ဒရာကျော်စင်ကသမီးလေးပြည်သူတို့ကိုခေါ်ကနိုင်ငံခြားကိုပညာသင်ဖို့နိုင်ငံခြားကိုထွက်သွားတဲ့ပုံရိပ်တွေကအင်တာနက်ပေါ်မှာပြန်လည်လာတာပဲဖြစ်ပါတယ်။အားလုံးသိကြတဲ့အတိုင်းပြည်သူနဲ့အင်နာကျော်စင်တို့ရဲ့သမီးလေးပြည်သူတို့ဟာတနေ့ထက်တနေ့ပို့ပြီးတော့လာသွေးကြွယ်ကဆက်စရာကောင်းလာတာကြောင့်တနေ့ထက်တနေ့ပြည်သူတို့လေးကိုချစ်ခင်အားပေးကြတဲ့ပြည်သက်တွေများလာတာပါ။ဒါကလည်းပြည်သူတို့လေးရဲ့မိဘနှစ်ပါးရဲ့အမွေကြောင့်လို့ဆိုရမှာပါ။ပြည်သူနဲ့အင်နာကျော်စင်တို့ဆိုတာကမြန်မာနိုင်ငံမှာအောင်မြင်ဆုံးထိပ်တန်းအမှုပညာရှင်စုံတွေဖြစ်ပါတယ်။အထူးသဖြင့်ပြည်သူရောအင်နာကျော်စင်တို့နှစ်ယောက်စလုံးအမှုပညာအရာမှလည်းထူးချွန်တယ်လို့စိတ်သဘောထားကလည်းကောင်းမွန်လာပြီးရုပ်ရည်အားဖြင့်ဆိုရင်လည်းငေးမောကြည့်ရှုရလောက်တဲ့အထိစူးစမ်းတဲ့အလှတရားတွေကိုပိုင်ဆိုင်ထားကြတာပါဒီလိုမျိုးတကယ်ကိုထူးချွန်အရေးချင်းရှိပြီးတော့လာပါတဲ့သူတွေကနေမွေးဖွားလာခဲ့တဲ့သမီးလေးပြည်သူတို့ကတော့အတော်လေးကိုမှချောမောလှပလွန်ပြီးနတ်သက်ကျွေးတဲ့နတ်သမီးလေးတစ်ပါးလိုတော့တင်စားနေရတဲ့အထိပဲဖြစ်ပါတယ်ငယ်စဉ်တုန်းကလည်းအရန်ကိုချစ်စရာကောင်းခဲ့ပြီးအခုလိုမျိုးစေကျော်သက်အရွယ်ကိုရောက်ရှိလာတဲ့အချိန်မှာတော့ပို့ပြီးတော့လှပမှုတွေနဲ့အတူပရိသတ်တွေရဲ့အာယုံကိုဖန်ဆာသွားနိုင်ခဲ့တာပဲဖြစ်ပါတယ်။ပရိသတ်ရှိကိုတိတ်ပြီးတော့မထွက်ကြတာကြောင့်အာယုံဆိုင်မှုနေပါနေခဲ့ပြီးမြဲတခါတလေပေါ်ထွက်လာခဲ့တဲ့ပုံရိပ်လေးတွေမှာဆိုရင်သမီးလေးပြည်သူတို့ရဲ့အလှတရားတွေကပုံမတိတာနေခဲ့တာလည်းဖြစ်ပါတယ်။မင်္ဂလာပွဲတစ်ခုကိုမိသားစုလိုက်တက်ရောက်ဂုဏ်ပြုအားပေးကြရင်လည်းပေါ်ထွက်လာခဲ့တဲ့ပုံရိပ်လေးတွေမှာသမီးလေးပြည်သူတို့အလှတရားတွေကပေါ်လွင်ထင်ရှားလို့နေခဲ့ပါတယ်။အထူးသဖြင့်ပြည်သူတို့ဟာမိမိမိုင်းမိုင်းနဲ့အရန်ကိုကြည်ကောင်းနေပြီးရိုးရိုးလေးပဲဖြစ်ဖြစ်ဆန်းဆန်းလေးပဲဖြစ်ဖြစ်ဘလို့ပုံစံမျိုးနဲ့မစိုးလိုက်ဖက်လုံးတဲ့ရိုးရည်လေးကိုပိုင်ဆိုင်ထားခဲ့တာပါအသားညိုညိုစိမ့်စိမ့်နဲ့ဒစိမ့်စိမ့်ကြည့်ရှုလေးပိုလာလာလေးဆိုတဲ့အလားတရားကိုပိုင်ဆိုင်ထားပြီးပချိုင်လေးနှစ်ဖက်ကလည်းသူမရဲ့အသက်ပဲဖြစ်ပါတယ်မျက်ခုံးမျက်လုံးလေးတွေကလည်းတကယ်ကိုလှပလုံးပြီးအယုတ်လေးတယုတ်လိုတင်းစားရလောက်တဲ့အထီးပဲဖြစ်ပါတယ်ဒါကြောင့်တွေ့တဲ့သူတိုင်းကသူမရဲ့အလားတရားတွေကိုမချီးကျူးပဲမနေနိုင်အောင်ဖြစ်ခဲ့ရပြီးထိတ်တန့်မင်းသားမင်းသမီးတွေပေါင်းဖက်ထားတဲ့အလှတရားကဒီလောက်အထိထူးခြားပါလားဆိုပြီးအမြဲလို့ချီးမွမ်းစကားပြောနေကြရတာပါ။ဒါကြောင့်လည်းပြည်သူတော်လေးဟာအမှုပညာအလုပ်တွေတစ်ခုမှမလုပ်ရပါမယ်။အမားငယ်ပရိသတ်တွေအများအများရရှိနေတာပါ။အထူးသဖြင့်ပြည်သူတော်လေးရဲ့ TikTok ဗီဒီယိုကြောင့်လည်း fan တွေတိုးလာတာဖြစ်ပါတယ်။ဒါပေမဲ့လည်းအခုချိန်မှာတော့ပြည်သူတော်လေးဟာအကြောင်းရင်းတစ်ခုကြောင့်မိဘတွေနဲ့အတူမနေရပဲစင်ကာပူနိုင်ငံမှာပညာသင်ရတော့မှဖြစ်ကောင်းမိမိအင်နာကျော်စင်ကလိုက်ပို့နေတာလည်းဖြစ်ပါတယ်။ဒါကလည်းပြည်သူတို့လေးရဲ့ပညာရေးကြောင့်ဖြစ်ပါတယ်။ပြည်သူတို့ဟာအလဲတန်းနဲ့အထက်တန်းကိုစင်ကာပူနိုင်ငံမှာတက်ရောက်မယ်လို့သိရပါတယ်။ဒါကြောင့်မို့လဲမိမိအင်နာကျော်စင်ကလိုက်ပို့နေတာပါ။အထူးသဖြင့်ပြည်သူနဲ့အင်နာကျော်စင်တို့ရဲ့သမီးလေးပြည်သူတို့ဟာကျောင်းစာတော်တယ်လို့ပကြီးလေးတော်တယ်လို့ဆိုပါတယ်။ပြည်သူတို့လေးဟာဒီလိုထူးချွန်ထက်မြက်တဲ့အခြေအနေတွေကြောင့်မိခင်ဦးဝဲနဲ့ဖခင်ပြည်တီဦးတို့ကသမီးလေးပြည်သူတို့လေးကိုစင်ကာပူနိုင်ငံမှာပညာသင်ကြားစေဖို့ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။ဒါအပြင်ပြည်သူတို့လေးဟာဒီငြိမ်ရဲကြပြီးအရာရာကိုစူးစမ်းလေ့လာတက်လို့လဲအသက်14နှစ်အရွယ်မှာစင်ကာပူမှာတယောက်တည်းကျောင်းတက်တော်မှာဖြစ်ပါတယ်။အခုကြည့်ရှုနေကြတဲ့မိဘပြည်သူတွေကရောစာတော်လုံးနဲ့သမီးလေးပြည်သူတို့ကိုဘလို့အမြင်ရှိကြလဲဆိုတာ comment မှာရေးခဲ့ကြပါဦးနော်။